မင်္ဂလာပါကျွန်တော်ဒီညအတွက်ကျွန်တော်စိတ်ကြိုက်၅ဘွဲကိုကျွန်တော်ရွေးချယ်ပေးသွားပါမယ်ခင်ဗျမိတ်ဆွေတို့တွေနဲ့ဒီချက်ကမှကြိုက်နှစ်တရားပွဲကိုရွေးစော့နိုင်ပါတယ်ကျွန်တော်ပထမဆုံးအနေနဲ့ဒီငါးဘွဲမလို့တော့ရှင်းနေကျွန်တော်ရွေးချယ်သုံးသပ်ပေးပါပါမယ်ကျွန်တော်ပြီးတော့စိတ်ကြိုက်ပွဲကိုတော့ထပ်ပြီးတော့တင်ပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီတော့အကောင့်ကို like and follow တွေမလဲရသေးတဲ့မိတ်ဆွေတွေနဲ့လောက်ထားပြီးကျွန်တော်တွေနဲ့မေတ္တာရက်ခံပါတယ် VMB မောင်းနဲ့မမပွဲများကိုနေ့စဉ်ကစားခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Telegram အကောင့်ကို join ထားပြီးကျွန်တော်ဆိုတာပထမဒီတောင်းဆိုပေးရသည်ဟုတ်ကဲ့ကျွန်တော်ဒီညအတွက်စိတ်ကြိုက်၅ပွဲထဲမှာပထမဆုံးပွဲစဉ်ဖြစ်တဲ့ပါမနဲ့ဥတီပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီပွဲမှာတော့ဒီပေါ်လီဂျီရောကူပေါင်းကြီးရောအရန်ပါတဲ့ထင်မှာပါတယ်ပေါ်လီဂျီထဲထဲဖွင့်ကူပေါင်းကြီးရတယ်နှလုံး30ဝန်းကျင်လေးပါဖွင့်ထားတဲ့အတွက်ဒီပွဲကတော့ဒီကြေးကတော့ဒီဘူကီကဖိတ်နေတယ်လို့ကျွန်တော်ထင်တယ်အပြန်လန်သိမှုတွေမြန်မဲ့ပွဲတစ်ပွဲကိုကျွန်တော်လည်းယူဆမိတယ်ဒီကြေးကိုတော့ကျွန်တော်မကြည့်တော့ဘူးဒီဘာလို့လဲဆိုတော့နှလုံး30ရှုံးတဲ့ကြေးရတော့ဒီများတော့တဲ့ကိုအောက်ထားများပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ကြေးကိုဆန့်ကျင်ပြီးတော့ဒီပွဲမှာပထမဆုံးဒီပါမကူဘောကိုရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့နောက်တဲ့ပွဲကတော့ဝါရာပရီမီနဲ့ကိုလုံးပွဲကိုကျွန်တော်ရွေးချယ်ပြီးတော့မှာဖြစ်ပါတယ်ဒီပွဲမှာတော့ဝါရာပရီမီကတရေ40ရှုံး3လုံးတရေလူကြေးဖွင့်လာပါတယ်ဒါကတော့ဒီဘော်ဒီကြေးနဲ့ကိုပေါင်းကြေးကအရန်ကွာနေပေါ့နော်တရေရှုံးတရေ30ရှုံးကိုပေါင်းကြေး3လုံးတရေဆိုရရတော့ဒီမမျှတာပေါ့နော်ဒီမှန်ဆိုရင်တရေ30ရှုံးဆိုတဲ့အနေထားမှာဂျမန်ဟွန်ဒါလီကပွဲအနေနဲ့အမှန်ဆိုရင်3လုံး60 50လောက်ဆိုပြီးပြီးတော့ပါဘီကိုက3လုံးတရေဆိုတဲ့ကြေးကတော့ဒါကိုလုံးနဲ့ခိုးရမယ်ဆိုတဲ့ပုံစံဖွင့်ထားဖြစ်တဲ့အတွက်ဒီပွဲတော့ကျွန်တော်အနေနဲ့ဒီအနည်းဆုံး3ခုတော့သွားမယ်လို့ကျွန်တော်ယူဆမိတယ်ဒါကြောင့်ကျွန်တော်ဒုတိယအနေနဲ့ဒီဝါရာပရီမီကိုဘောကိုကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့တတိယဒီကတော့ဒီဖရန်ဖို့နဲ့ဘန်လီပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီမှာဖရန်ဖို့က1 minus 30ဆိုပြီးကြေးကြောပေးထားပါနော်အမှန်တော့ဒီကြေးကတော့ကျွန်တော်အနေနဲ့အရင်မကြိုက်ဘူးဒီဖရန်ဖို့အနေနဲ့ကိုပြတ်ဖို့တော့ခက်မယ်လို့ကျွန်တော်ထင်တဲ့ဘန်လီကလည်းအဝေးကွင်းဆိုရင်ကိုရတက်တဲ့အသင်းဖြစ်တဲ့အတွက်အဲကြောင့်ဘန်လီသာတကိုရခဲ့ရင်ဖရန်ဖို့က3ကိုရမှကြေးရောက်မှနေထားမှာတော့ကျွန်တော်အနေနဲ့1121လို့ယူဆတဲ့အတွက်ကျွန်တော်တတိယပွဲအနေနဲ့ကျွန်တော်ဘန်လီဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဟုတ်ကဲ့နောက်တစ်ပွဲကတော့ကျွန်တော်မန်စီးတီးနဲ့လစ်ပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီပွဲမှာတော့မန်စီးတီးကနှလုံး60ဆိုပြီးကြေးအကျော်ပေးထားပါတယ်ဒီနှလုံး60 3လုံး30ရှုံးပါတော့ဒီကြေးကတော့ရေပွဲအားဖြင့်ကြေးတော့ကြေးကနင်းငယ်လေးပြော့တဲ့အောင်ရှိရပေါ့နော်ဘာလို့လဲနှလုံးစိတ်ကိုစားနေရတဲ့နေချာမှာဒါပေမဲ့ဘာကြောင့်ဒီလိုပေးထားရလဲမန်စီးတီးကနောက်ဆုံးနှစ်ပွဲမှာလည်းကိုပြတ်တည်ကြီးရှုံးထားတာဖြစ်တဲ့အတွက်မန်စီးကိုမယုံကြရတဲ့ပါနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကမန်စီးအနေနဲ့ဒီအိမ်ခွဲမှာပောက်ခွဲမယ်လို့ယူဆမိတယ်ဘာလို့လဲဆိုတော့ဒီချန်ပီယံလိမှာအမှသူစကန်လိုင်းကိုထုတ်ပြီးတော့သူအရှုံးကပြီးကစားသွားတာဖြစ်တဲ့အတွက်ဒါဆိုအိမ်ခွဲမှာပရီးမီးယားလိအိမ်ခွဲမှာအနိုင်ရဖို့ဥတီထားဆိုတော့ထင်တာတယ်ပေါ့နော်ဒါကြောင့်မလို့မန်စီးတီးအနေနဲ့မဖြစ်မနေနိုင်ပွဲယူမဲ့ပွဲလို့ကျွန်တော်ယူဆတဲ့အတွက်တတိယမြောက်ပွဲအနေနဲ့ကျွန်တော်မန်စီးဘော်ဒီကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါတယ်ဟုတ်ကဲ့ဒီ၅ပွဲမြောက်ပေါ့နော်ပြဿနာမြောက်ပွဲ၅ပွဲမြောက်ပွဲကတော့ဂျူဗင်နက်နဲ့ကက်ကလီယာပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဒီပွဲမှာတော့ဂျူဗင်နက်ကနှလုံးဒီ80စားဝန်းကျင်ပေါ့နှလုံး80စားဆိုကြေးဖွင့်ထားတယ်နှလုံး80စား3လုံး40ပေါ့နော်ကြေးဖွင့်ထားတယ်ဂျူဗင်နက်ကဒီနေ့ရာသီမှာကကြေးအောင်လုံးကအရန်အားနေတဲ့အသင်းအိမ်ခွဲမှာလည်းကြေးအောင်ထားဆိုနှစ်ပွဲလာပဲရှိရပေါ့နော်ဒီအခုနီးပြတဲ့လက်ထက်မှာတော့ဂျူဗင်နက်ကဂိုးလေးတွေကမြူးလာဂိုးလေးပုံမှန်ရတယ်ပေါ့နော်ဒီရလက်လေးကောင်းလာတယ်ဒါပေမဲ့ဒီတပေါက်တော့သူ့မှာက
ဒီပွဲကများနေတယ်ဒါပေမဲ့ဒီနေ့အိမ်ကွင်းမှာတော့သူမဖြစ်နိုင်မဲ့အနေအထားမှာရှိတယ်ဘာလို့လဲဆိုတော့ဒီတင်းကြီးချင်းတွေ့နေတဲ့အနေအထားမှာဒီ AC မီလန်နဲ့လာဇီယိုတို့အသင်းကြီးတွေ့နေတဲ့အနေအထားမှာတော့အိမ်ကွင်းနိုင်မှဖြစ်မဲ့အနေအထားပဲဘာလို့လဲဆိုတော့နောက်တစ်ချက်ကကျွန်တော်ဂျူပင်တက်ကဒါပြီးရင်နာပိုလီကဝေကွင်းသွားကန်ရမယ်ဘောနာနဲ့ဝေကွင်းသွားကန်ရမယ်ရိုမာနဲ့ကန်ရမယ်သုံးပွဲကတော့ပွဲကျက်တယ်ပေါ့နော်အဲကျွန်တော်ဒီနေ့ပွဲကိုနီးပြတဲ့လက်ထက်မှာတော့အိမ်ကွင်းမှာကိုပြတ်နိုင်ထမ်းမှသာနောက်ပွဲတွေတူတွေကပိုပြီးယုံကြည်မှုမြင့်မားမှာဖြစ်တဲ့အတွက်ဒီနေ့တော့မဖြစ်မနေဒီနိုင်ပွဲကိုကန်လာမှာဖြစ်တဲ့အတွက်ဂျူပင်တက်အနေနဲ့2-3ဆိုရလာမျိုးနဲ့ဖြစ်လာမယ်ကျွန်တော်ထင်တယ်ဒါကြောင့်မို့လို့ကျွန်တော်၅ပွဲမြောက်ပွဲကိုတော့ဂျူပင်တက်ဘော်ဒီကိုရွေးချယ်ပေးချင်ပါတယ်တကယ်ကျွန်တော်ရွေးချယ်ပြီးတော့3ပွဲကိုကျွန်တော်အတူရှုံးလေးပြန်ပြောပြပါမယ်ပထမဆုံးအနေနဲ့ပါမာကူဘောဒုတိယပွဲကတော့ဒီပါရာဘီမင်ကူဘောဒီတတိယပွဲကတော့ဘန်လီဘော်ဒီဒီစတုဒ္ဒပွဲကတော့မန်စတီဘော်ဒီနဲ့ဒီပစ္စမပွဲကို၅ပွဲမြောက်တာတော့ဂျူပင်တက်ဘော်ဒီဆိုရွေးချယ်ပေးထားပါတယ်ဒီ၅ပွဲထဲကမှဒီ၅တင်းမောင်းတစ်ခက်ကိုအပြင်းပြင်းလေးစော်ပြီးတော့ဘော်ဒီစားတူလေးကစားရင်တော့အမြတ်ထွက်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒီထဲကမှမိတ်ဆွေတို့အကြိုက်လူတဲ့ပွဲကိုတော့ဒီရှောင်စော်ပြီးတော့ကြိုက်တူရလေးကိုရွေးစော့စေချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ VNB မောင်းနဲ့မမတပွဲကောင်းကိုနေ့စဉ်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော် Telegram မှာပုံမှန်တင်ပြီးတော့မှဖြစ်လို့ Telegram join လိုက်ဖို့ကျွန်တော်နဲ့မေတ္တာရက်ခံပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ